Hello English speaking ကိုအခြေခံကနေပြီးတော့စပြောတတ်ချင်တဲ့လူလေးရှိလားအဲ့ဆိုလို့ဆိုရင်တော့ဒီနေ့ဗီဒီယိုမှာအမြန်ပြောတတ်စေမယ့် English speaking pattern နှစ်ခုကိုရှင်းပြပေးမှာပဲဖြစ်ပါတယ် Okay ပထမတစ်ခုကတော့ကိုကတစ်ခုလောက်တတ်တယ်လောက်နိုင်တယ်ဆိုလို့ဆိုရင်じゃ can plus wave verb ကိုသုံးလို့ရတယ်ပါနော်အဲ့ဆိုဥပမာတစ်ချက်ကြည့်ကြည့်အောင်နော်ကိုကရေကူးတတ်တယ်ဆိုလို့ဆိုရင် I can swim ကိုကဂီတာတီးတတ်တယ်ဆိုလို့ဆိုရင် I can play the guitar အဖြေရှာနိုင်တယ် I can find the answer ကျွန်တော်ဒီအိတ်တဲနိုင်တယ် I can carry this bag ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ် speaking pattern တစ်ခုကိုကြည့်ကြည့်အောင်နော်အဲ့ဒါလေးကတော့ကိုကတစ်ခုလုံးတင်နေဆိုလို့ဆိုရင်じゃ should plus base verb ကိုသုံးတယ်ပေါ့နော်ဥပမာဆိုလို့ဆိုရင်ကြတော့ကျွန်တော်စောစောအိပ်ရဝင်တင်တယ် I should go to bed early ကျွန်တော်တငယ်ချင်းကိုဖုန်းခေါ်တင်တယ် I should call my friend ကျွန်တော်ပို့ပြီးတတိထားတင်တယ် I should be more careful ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်ပြန်ပြီးတော့နှွေးကြည့်အောင်နော်ပထမတစ်ခုကကြောင့်ကိုကတစ်ခုခုလုံနိုင်တယ်လုံတတ်တယ်ဆိုလို့ဆိုရင်じゃ can plus base verb ကိုသုံးတယ်ပေါ့နော်နောက်တစ်ခုကကြောင့်ကိုကတစ်ခုလုံတဲ့နေဆိုလို့ဆိုရင်じゃ should plus base verb ကိုသုံးတာပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye